Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့မီနီဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် block fruit ထဲမှာ fruit အခါ15ကဖောက်သွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘာ fruit တွေရသွားမလဲဘာကောင်းတာတွေရသွားမလဲဆိုတော့ကျွန်တော်တို့လက်ကြည့်ပေးကြပါဦးပထမဆုံးချိန်လှည့်ကြည့်ပါမယ်โอเคအဲ့တော့ဘရိုတို့မြင်တဲ့အတိုင်းပဲကျွန်တော်တနားရီခွဲခဏဆောင်ပေးရပါမယ်2000 years later โอเคအဲ့တော့ကျွန်တော်ပထမဆုံးချိန်စဖောက်ဝင်ပါတော့ကျွန်တော်ပထမဆုံးချိန်ကို legendary ရဲ့လိုချင်ပါတယ်ပေါ့နော်အဲ့တော့ပထမဆုံးချိန် legendary ကိုကတ်မှမရဘူးโอเคဆိုတော့ကျွန်တော်ဘုံကြီးရတယ်ပေါ့နော် What the fuck โอเคအဲ့တော့ကျွန်တော်ပထမဆုံးချိန်မှာဘုံကြီးပေါက်တယ်ပေါ့နော်တော်တော်ကန်ဆိုးပါတယ်ပေါ့အဲ့တော့ဒုတိယချိန်မှာရောဘာရမလဲဘာရမလဲဒုတိယချိန်မှာမတိကယ်တွေကပေးပါမတိကယ်တွေကပေးပါဒုတိယချိန်မတိကယ်တွေကပေးပါစပိုက်ကြီးအဲ့တော့ခု3ချိန်မြောက်ပေါ့နော်3ချိန်မြောက်လှည့်မယ်ပဲ3ချိန်မြောက်3ချိန်မြောက်3ချိန်မြောက်ကောင်းတာလေးပေးပါကောင်းတာလေး Stop it. Get some help. Okay ဆိုတော့ကျွန်တော်4ချိန်မြောက်ပေါ့နော်3ချိန်တော့ကွန်မွန်နဲ့မထွက်ဘူးပေါ့နော်4ချိန်မြောက်မှာကွန်မွန်နဲ့မထွက်ရင်တော့ကျွန်တော်စက်ဖောက်မှုအင်အားမရှိတော့ပါဘူးဒါပေမဲ့ကျွန်တော်15ချိန်ဖောက်မယ်လို့ပြောရမှာလို့ခုတစ်ခါထပ်ပေါက်ကြည့်မယ် Okay ဆိုတော့ကျွန်တော် flame fruit ပေါက်တယ်ပေါ့နော်ကျွန်တော်ဖောက်သမျှချိန်ရည်ထဲမှာ flame fruit ကဆိုးတော့မဆိုးဘူးကောင်းတဲ့ထဲမှာအခုအကောင်းဆုံးထဲမှာတော့ပါတယ်โอเคကျွန်တော်ဆိုတော့4ချိန်မြောက်မှာတော့ flame fruit ပေါက်တယ်ပေါ့နော်အခု5ချိန်မြောက်မှာတော့အဲ့တက်ပိုကောင်းမဲ့ fruit ပေါက်မယ်လို့တော့မျှော်လင့်နေโอเคဘာပေါက်မလဲနောက်ထပ်ဘုံထပ်ပေါက်ပါတယ်တာလို့โอเคဆိုတော့နောက်ထပ်6ချိန်မြောက်စပင်းမယ်โอเคဘာရမလဲစပင်းကိုကြောအိုးကျွန်တော် painful ရပါပြီเนาะ painful ရသွားပါပြီ painful ကကျွန်တော်ခုဖောက်ခဲ့တဲ့6ချိန်ထဲမှာအမြင့်ဆုံးပါပဲโอเคအဲ့တော့နောက်ထပ်9ချိန်မြောက်ဆက်ဖောက်မယ်โอเคခု9ချိန်မြောက်မှာရောဘာပေါက်မလဲဆိုတော့ painful ပေါက်ထားတယ်တော်တော်လေးကောင်းတယ်9ချိန်မြောက်မတိကယ်တွေကမတိကယ်တွေတော့မဟုတ်ပါဘူးကျွန်တော်မကမာရပါလေမကမာလည်းမစိုးပါဘူးမကမာ fruit လည်းသူ့အနေနဲ့သူကောင်းတဲ့ထဲမှာတော့ပါပါတယ်အဲ့တော့အခုကျွန်တော်နောက်ထပ်10ချိန်မြောက်ဆက်လှည့်မယ်ပေါ့နော်10ချိန်မြောက်မတိကယ်တွေကရမှာလား10ချိန်မြောက်ကိုတော့ကျွန်တော် spike ထပ်ပေါက်ပါတယ်โอเคအဲ့တော့နောက်ထပ်9ချိန်မြောက်ကိုထပ်လှည့်မယ်ကောင်းတာလေးပေးပါနောက်ထပ်9ချိန်မြောက်မှာလေကျွန်တော်โอเคကျွန်တော်9ချိန်မြောက်မှာ blade ပေါက်တယ်โอเคခု10ချိန်မြောက်လဲမယ်တော့မတိကယ်တွေကပေးပါမတိကယ်တွေအများကြီးတော့ပြသွားတယ်ဒါပေမဲ့ကျွန်တော်ကို go fruit ပေးပါတယ် go fruit ကအရင်တော့မစိုးဝင်ပဲအရင်လည်းမကောင်းပါဘူးโอเคနောက်ထပ်17ချိန်မြောက်ထပ်လဲမယ်နောက်ထပ်4ကပဲထည့်လဲဖို့ကြံတော့တယ်17ချိန်မြောက်ဘာရမလဲโอเคကျွန်တော် diamond ပေါက်တယ်โอเคအဲ့တော့အခုနောက်ထပ်12ချိန်မြောက်ထပ်လဲမယ်ကျွန်တော်လက်ရတဲ့များနေပေါ့နော်နောက်ထပ်3ချိန်ပဲကြံတော့ထပ်လဲမို့အခုတော်တယ်မတိကယ်တလုံးမှမရသေးဘူးโอเคကတ်အိုးကျွန်တော်ကတ်ရသွားပါပြီโอเคကျွန်တော်နောက်ဆုံးတော့12ချိန်မြောက်မှာကျွန်တော်မတိကယ်တလုံးရသွားပါပြီโอเคကဖြူရဆောင်းရဲလန့်နေဗျာโอเคကျွန်တော်ရသွားပြီနောက်ဆုံးတော့မတိကယ်တလုံးရသွားပါပြီโอเคကျွန်တော်လှည့်လာတဲ့ခောက်တိုင်းမှာဒီတစ်ခေါက်တော်တော်ကန်ကောင်းဆုံးပါပဲကဖြူကြီးတော်တော်ရသွားပါပြီကဖြူကမတိကယ်တိုက်တွေထဲမှာတော်တော်ကောင်းတဲ့ဖရူထဲမှာပါတယ်โอเคအဲ့တော့ကျွန်တော်15ချိန်လဲမယ်လို့ပြောရတာနောက်ထပ်3ချိန်ကြံသေးတယ်နောက်ထပ်3ချိန်မှာရောဘလိုတွေရသွားမလဲစက်ကြည့်ရအောင်โอเคအခု73ချိန်မြောက်လဲမယ်73ချိန်မြောက်မှာနောက်ထပ်ကောင်းတာထပ်ပေါအောင်မလားနောက်ထပ်မတိကယ်ထပ်ပေးပါအောင်မလားတဲ့မယ်မတိကယ်တွေကထပ်ပေးမှာလား
ကြီးတီမရောက်ပါဘူးโอเคကျွန်တော် creation ရတယ် creation ကစိုးတော့မစိုးဝင်ပဲအရင်တော့မကောင်းပါဘူးဒါမဲ့ကျွန်တော်ဆိုတော့ gap ပေါက်ထားဆိုတော့ creation ရလဲတန်ပါတယ်โอเคအဲ့တော့အခု14ချိန်မြောက်လှည့်မယ်14ချိန်မြောက်ကောင်းတာလေးပေးပါကာချာ14ချိန်မြောက်မတက်ကဲနောက်တစ်လုံးတော့ရရင်တော့တော်တော်တန်နေပါပြီโอเค14ချိန်မြောက်မှာကျွန်တော် smoke fruit ပေးပါတယ်โอเคကျွန်တော်14ချိန်မြောက်မှာ smoke fruit ရပါတယ်နောက်တစ်15ချိန်မြောက်ကိုထပ်လှည့်မယ်โอเคဒါကတော့နောက်ဆုံးချိန်လှည့်မှာပေါ့နော်နောက်ဆုံးချိန်မှာနောက်ဆုံးပဲအိတ်နဲ့လွယ်နေနဲ့မတိကယ်လေးရအောင်မလားမတိကယ်တိုက်ကားမှာရက်မှာလားဟိုးမတိကယ်နှလုံးကြော်ပြီးကျွန်တော် death fruit ရပါတယ်โอเคကျွန်တော်ဒီနေ့15ချိန်လဲတဲ့အထက်မှာကောင်းကန်းဆိုတော့ gut fruit ရခဲ့ပါတယ် pain fruit လည်းမကောင်းတော့မဟုတ်ပါဘူးကောင်းပါတယ်ဒါပေမဲ့ gut fruit ကโอเคကျွန်တော် fruit powder 15ချိန်လဲပြည့်သွားပြီဆိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဒီမှာတင်ဆုံးသက်ပါတော့မယ်ကျွန်တော်ရဲ့ good video လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube account လေးကို like and subscribe နဲ့ကူညီပေးသွားကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye ပါ